အားလုံးပဲမင်္ဂလာပါတူရီဝင်းနာ channel ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်25ရက်3လ2025အင်္ဂါနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်အင်္ဂါနေ့မနက်ပိုင်းအတွက်အချိန်ကြီးကဲနိုင်ပုံနဲ့တွေကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်အင်္ဂါနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က38အချိန်ဖြစ်ပါတယ်3459နဲ့ကတ်မှာဖြစ်ပါတယ်ဗျ38အချိန်ကို3459နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါက်ကနေ8ခွက်ကတော့33ည343539 83ည848589ဆိုပြီးတော့ပေါက်ကနေ8ခွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့အင်္ဂါနေ့မနက်ပိုင်းအတွက်အချိန်ကြီးကဲနိုင်ပေါက်နေဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးမိုင်နှလုံးကတော့38လုံးမိုင်ဖြစ်ပါတယ်38လုံးမိုင်ဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်မထီမပေါက်ကီး3လုံးကတော့893ညကီးဖြစ်ပါတယ်893ညကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါအင်္ဂါနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လဲကျေးဇူးအများကြီးတင်ပါတယ်9ရက်သားသမီးများအပူတွေရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျနော်